အဲ့တော့ဘုရားဘာသာကညနေမစားဘူးလို့ဆိုတာတက်တက်အငတ်ခန္ဓာမဟုတ်ဘူးနော်တကယ်သူတော်စင်ပုဂ္ဂိုလ်တွေဟာညစာကိုရှောင်ကြတယ်ဘာဖြစ်လို့ညစာကိုရှောင်တယ်လဲလို့ဆိုလို့ရှိရင်အတိတ်တွေကညစာစားခြင်းအပြင်လူတွေမှာအစာဝလာတဲ့အခါမှာအိတ်ချင်ထိုင်မှန်မှုတွေပို့ပြီးတော့မများဘူးလားများပါဘူးများတယ်တန်ဖိုးရှိတဲ့ညအခါမှာဖိုင်လေးလေးနဲ့အိတ်ဖို့ပဲကြိုးစားတော့မှာပေါ့အေးသူတော်စင်သူတော်မြတ်များကညအခါဟာတိတ်တန်ဖိုးရှိတယ်လို့ယူဆကြတယ်ဒါကြောင့်မို့လို့အိတ်အနေနဲ့အောင်လဲညစာကိုမစားပဲနဲ့မနက်နဲ့စားပဲစားတယ်နောက်တစ်ခုကညစာစားမယ်ညစာစားမယ်ညနေစာစားမယ်ဆိုလို့ရှိရင်ဝေယဝိဇ္ဇတွေရောမလုပ်ရဘူးလားချက်ရမယ်ပြုတ်ရမယ်ထမင်းဝဲပြင်ရမယ်ဆင်ရမယ်ဆိုတဲ့ဝေယဝိဇ္ဇအေးမချက်ပါဘူးဆိုင်သွားမယ်ဆိုလည်းသွားရသေးတာပဲဟုတ်ကဲ့စားပြီးပြီဆိုတာနဲ့ဗိုင်လေးသွားပြီလေဗိုင်လေးသွားရင်အိတ်ဖို့ပဲစဉ်းစားတော့မှာပဲတန်ဖိုးရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းလေးကိုအချိန်ဖြုံးပြဖို့ပဲရှိတယ်တဲ့ကာမဂုဏ်အာယုစိတ်တွေလောဘတွေနဲ့ဟောအိတ်လိုက်ကြပြီသူတော်စင်သူတော်မြတ်တွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ပြောတာနတ္တဝသုပိတုံဟောတိရတ္တိနက္ခတ္တမာပိနိညအခါမှာဆိုတာကောင်းငင်ကိုမော့ကြည့်လိုက်လို့ရှိရင်အမတန်မှချီးကျူးစရာကောင်းတယ်ကောင်းငင်မှာလာတို့လက်ခတ်တို့ကျေတရားတွေရှိမနေဘူးလားရှိပါရဲ့နေအခါမှာကြည့်မယ်ဆိုလို့ရှိရင်နေကြီးကလွဲလို့တခြားမမြင်ရဘူးညမှာကျတော့အလွန်လှပတဲ့လက်ခတ်ဒီဟိုနားကဝင်းဝင်းလက်လက်ဒီနားကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိပ်ပြီးတော့ဖြတ်ကျော်ပလိုက်ကြတယ်မေ့ထားလိုက်ကြတယ်ညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဘူးဒါကြောင့်မို့လို့သူတော်စင်သူတော်မြတ်တွေကနတ္တဝသုပိတုံဟောတိရတ္တိနက္ခတ္တမာလိနိညဆိုတာတဲ့နက္ခပန်းနေတဲ့အဆမ်းပြည့်ကျအလွန်လှတဲ့ညအခါဆိုတာအိပ်ဖို့မဟုတ်ဘူးတဲ့ပฏิစခိတုမေဝေတာညဆိုတာကကိုယ့်ရဲ့ကိုယ်ကိုထိမ့်သိမ်းဆောင်းလျှောက်ပြီးတော့အကုသိုလ်တရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ညဆိုတော့ဇာတိဥဒ္ဓကလည်းအေးချမ်းတယ်နေလို့မပူအေးမြတယ်ဒီအခါမှာတော့လူသံနေငှက်တန်နေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကဲ့လားတိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိပ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာအစာစားထားလို့ဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာရဘောဇနာဆိုတန်ဖိုးရှိတဲ့ညရဲ့တန်ဖိုးရှိအောင်နေနိုင်အောင်လို့ရှိရတဲ့ကိစ္စတစ်ခုပဲเนาะအေးဒါကြောင့်မို့လို့ယဟန္တာပုဂ္ဂိုလ်တွေဟာညအခါမှာသုံးဆောင်ခြင်းမရှိကြဘူးမွန်လွဲတဲ့အချိန်မှာသုံးဆောင်ခြင်းမရှိကြဘူးငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်ရဲ့အကျင့်တိုင်းလိုက်နာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာချီးလူပြီးစောင့်